ကျွန်တော်ဇလန်းလေးတစ်ခုဖတ်လိုက်ရအဲ့မျိုးသမီးကမော်တော်ကားကိုမောင်းလာရင်းနဲ့သူကားမောင်းတဲ့ပုံစံဟာထားမကြဘူးပေါ့ဗျာထားမကြတဲ့အခါကျတော့နောက်ကကားမောင်းတဲ့သူကဒေါသတွေထွက်ပြီးတော့တခါတည်းနေရာမရလို့ဆိုဒေါသတွေထွက်ပြီးတော့ဟိုးနေစွတ်တီးအဲ့မျိုးသမီးကစိတ်ကိုသဘောပေါက်လိုက်တယ်ငြိမ်ငြိမ်လေးငြိမ်ပြီးတော့ကားပက်ကင်မှာပက်ကင်ထိုးတယ်ဟိုဒုတိယနောက်ကလိုက်လာတဲ့ပုဂ္ဂိုလ်ကလည်းကားပက်ကင်မှာသူပက်ကင်ထိုးပြီးတော့တခါတည်းကားတကားတွေကနေထွက်ပြီးတော့မျိုးသမီးကိုလက်ကလေးကိုထောင်ပြပြီးတော့ညင်ညင်ညံညံအော်ဟစ်နေတာကိုတိလိုက်ရတယ်ဒါပေမဲ့မကြားရဘူးကားအထဲမှာဖြစ်တဲ့အတွက်ကားမှန်တကားပိတ်ထားတဲ့အတွက်အဲ့မျိုးသမီးက sharing ပေါ်မှာလက်ကိုတင်နေစိတ်ကိုအေးသွားအောင်သူကိုတိဆောက်တယ်အသက်ပြင်းပြင်းရှူတယ်ပြီးတော့ကားပေါ်ကသူဆင်းနေအဲ့လူစီကိုသူတက်တက်တန်းသွားပြီးတော့ကျမမရွင်ရွင်နဲ့မောင်းမိတဲ့အတွက်ရှင်နောက်ကနေစိတ်အနှောက်အယှက်ဖြစ်စွာကားလိုက်မောင်းရတာဟာဒုက္ခရောက်သွားတာကျမသိပါတယ်အဲ့ဒီအတွက်ရှင်ကျမအနူးညွတ်တောင်းပန်ပါတယ်လဲစိုးဟိုလူပြဿနာတက်သွားတယ်သူစိတ်ထဲမှာကဒီမိန်းမလည်းသူ့ကိုပြန်ကလော်တုံမယ်လို့ထင်တာသို့တော့သူ့ရဲ့မျက်နှာအရန်အံ့ဩပြီးတော့သူဘယ်လိုပြောမှမသိဘူးအဲ့နဲ့အဲ့မျိုးသမီးကကျမရှင်းကိုထပ်တောင်းပန်ပါတယ်အခုလို့မဖြစ်အောင်လေကျမနောက်ပိုင်းကျရင်ဆင်ခြင်ပါမယ်ကျမကကောင်းကောင်းမွန်မွန်မောင်းတက်တဲ့အမျိုးသမီးတယောက်ပါဒါပေမဲ့ဒီနေ့မှာစိတ်တွေထွေပြီးတော့ဘလို့ကြောင့်များဒီလိုအပြုတ်မှုမျိုးပြုတ်မိလဲမသိဘူးဆိုပြီးတော့နှစ်ကာလူချင်းနဲ့ပြုံးရွှေရွှေတောင်းပန်လိုက်တဲ့အခါမှာဟိုလူကအံ့ဩပြီးတော့ကျွန်တော်လဲတောင်းပန်ပါတယ်ဗျာတဲ့ကျွန်တော်လဲအမှန်တကယ်တော့ဒီလိုမျိုးကျွန်တော်ဖြစ်เสียအကြောင်းမရှိပါဘူးတဲ့ကျွန်တော်အိမ်မှာပြဿနာတစ်ခုတက်လာပြီးတော့ရုံးက project ကလည်းမပြီးသေးတဲ့အတွက်စိတ်တွေရှုပ်ထွေးပြီးတော့အခုလိုဆက်ဆံရေးမှုတွေနဲ့ကျွန်တော်အော်မိဆဲမိတာကိုတောင်ရှက်မိပါတယ်ဆိုပြီးတော့ပြန်တောင်းပန်လိုက်ပါတယ်ဒီဇလန်းကိုကျွန်တော်ညီကုန်းပြန်ချုပ်ကြည့်မယ်ဆိုရင်တစ်ဖက်ကတင်းနေတဲ့အချိန်မှာကိုကလည်းသွားတင်းလို့မဖြစ်ဘူးဆိုတာကိုတွေ့ကျင်တာပါအဲ့ကောင်ကျွန်တော်တို့က negotiate လို့လည်းပြောလို့ရပါတယ်စေစက်ညှိနှိုင်းဆွေးနွေးတယ်လည်းပြောလို့ရတယ်လို့ခုနကပြိပခအသွင်ဖြစ်လာမဲ့ conflict ကိုကျွန်တော်တို့ကကြိုကာလိုက်တာဖြစ်ပါတယ်အဲ့ဒီအတွက်ဟိုမျိုးသားကသူ့ရဲ့အမှားကိုသူဝန်ခံတယ်လို့အမျိုးသမီးကပြုံးရွှင်ရွှင်နဲ့သူ့ရဲ့အပြုတ်အမူတွေကိုတောင်းပန်လိုက်တဲ့အတွက်တင်းမာပြီးတော့ပြဿနာတက်နိုင်တဲ့ဘုံအသေးစားလေးတစ်လုံးဟာမပေါက်ကွဲပဲနဲ့တည်ငြိမ်ပြီးတော့အေဂျင့်နဲ့ပတ်ဝန်းကျင်တွေတစ်ခုဖြစ်နေတာကိုတွေ့ရတယ်လို့ပြောချင်ပါတယ်ကျွန်တော်လည်းဆရာညီလို့ဖြစ်ရမှန်ဇာတ်လမ်းတစ်ပုဒ်ကိုဖတ်ခဲ့မိတယ်တခါကလမ်းမကြီးပေါ်မှာကားနှစ်စီးမတော်တဆတိုက်မိကြတယ်ကားမောင်းလာတာတွေကအမျိုးသမီးတွေကြီးပဲဒဏ်ရာအနာတရတိတ်မဖြစ်ကြတော့ကားပေါ်ကနေအတီးတီးဆင်းလာကြတယ်အဲ့ဒီမှာဗျာဘာဖြစ်သွားလဲဆိုတော့စိတ်တို့ဒေါသထွက်နေတဲ့အမျိုးသမီးကမပြောမဆိုမစင်မကျင်နဲ့လက်ထဲမှာပါလာတဲ့တနက်နဲ့နောက်တစ်ယောက်အမျိုးသမီးရဲ့ပေါင်ကိုဒိုင်းနဲ့ပစ်ချလိုက်တယ်။အိုးဘလောက်ကြောက်ဖို့ကောင်းတယ်လဲ။ဘာလို့များမစင်မကျင်သူလှုပ်ချလိုက်တာလဲ။ကျွန်တော်တွားပြီးတော့စဉ်းစားမိတယ်။အဲ့ဒီအမျိုးသမီးဟာသူ့ရဲ့မှားယွန်းတဲ့စိုးဝါးရတဲ့လောက်ရက်ကိုမလုတ်ခင်မှာဘာဖြစ်လို့များအချိန်10မိနစ်လောက်လေးပိုယူပြီးတော့အသက်ပြင်းပြင်း3ခါလောက်ရှူတယ်ရှိုက်တယ်ထုတ်တယ်မလုတ်လိုက်တယ်လေသူ့ရဲ့ emotion လေးကိုငြိမ်းအောင်ဘာလို့မထိန်လိုက်တယ်လဲတကယ်တမ်းကျတော့ညှိနှိုင်းလိုက်ရင်ပြေးလေသွားမဲ့ကိစ္စတခုဖြေရှင်းလို့ရတဲ့အကြောင်းအရာလေးတခုဟာ issue သေးသေးလေးဟာမစင်မချင်းမိုက်မဲတဲ့လောက်ရက်တခုအလင်းစီလိုတုတ်ပြန်လိုက်မှုကြောင့်ဖြေရှင်းရခက်ခဲတဲ့ပြဿနာအကြီးတစ်ခုဖြစ်သွားတယ်ရုတ်တရက်ဖြစ်ပေါ်လာတဲ့ emotion နဲ့သူ့ရဲ့စိတ်စေစားရဟောတည်င်းကအခိုက်တဲ့အမိုက်လေးမှာအရာရာဟာကြောက်မခံဘူးဖြစ်